Hello အလုံးနေကောင်းကြလားဟင်းပြန်ချက်မလို့ပါစီပြန်ချက်လိုက်နေပြီးချက်လိုက်ပေါ့နော်ဒီမှာအင်တူအင်တာရီစားဖို့တော့ကိုချက်နေရပါတယ်ကွယ်အမေသားကိုဒီလိုပဲလုံးချက်မယ်ဒီချပိုးခောက်ထဲတယ်ချက်တူနီထဲတယ်ဒါကရွေးရွက်ထဲတယ်ဒါတလုံးထဲမယ်အများကြီးထည့်ရင်အနံ့အရန်စူးလို့မှအနံ့စူးတော့မကြိုက်လို့ပါကွယ်ဒါလေးတွေထည့်မယ်ချက်သွင်းဖြူနဲ့ချင်းနေထားတဲ့အားထည့်မယ်စလုံးထည့်မယ်brown sugar နည်းနည်းလေးထည့်မယ်ဆားနည်းနည်းထည့်မယ်ဆားထည့်မယ်အရတာမုတ်နည်းနည်းထည့်မယ်အယုတ်ကောင်းမုတ်နည်းနည်းထည့်မယ်စီပါတခါနဲ့ထည့်မယ်ဒါကိုပါရနေမယ်နာလေးနေသေးတာနောက်ဆက်ရတယ်ဒါနေပြီးသားအမေသားကိုမိနစ်20လောက်နတ်ထားလိုက်ဦးမယ်ပြီးမှပဲမီးဖွင့်မယ်โอเคကဲမီးဖွင့်တော့မယ်စားချက်တော့မယ်ဖို့ဆိုင်ကဲမေတနာစီပြန်ချက်လိုက်နေပြီးချက်လိုက်ကြော်စားလိုက်ဆုပ်လုတ်တောက်လိုက်လေးစီခရမ်းစင်တီအလုံးတေးလေးတွေပူနေလို့ပြစ်ထည့်လိုက်တာကဲချက်တော့မယ်ရေလေးခန်းစီလေးပြန်အောင်ไก่มวดตู้เสียทอดได้เยอะคู่มาคันเนี่ยเยตัวโตกูทอดอ่ะคู่มาเยแท่นนะว่าตัวนู้คันนี้เราเอาเงินเยอะทอดเยตัวดูละมั้งนี่เอาแต่ชัดเลยအမအယောင်တင်မထည့်ဘူးစနုံးနဲ့ထည့်ထားတယ်သူကချက်တူနီကဟိုခရမ်းရောင်ဟာမျိုးတုံးထားတော့လေအယောင်တင်နဲ့ထည့်လိုက်ရင်တော်တော်လေးမေးသွားမှဆိုးလို့အယောင်တင်မဟုတ်မထည့်တော့ပါဘူးကွယ်แค่ตาเลยเนี่ยมีกี่เป็นมีค่ะพร้อมเนี่ย
ဒီတစ်ခါတော့ငရုတ်ကြီးမထည့်တော့လေးစားရမယ်ဆိုတော့จุดมิกเลยเทเลยไหมเชี่ยหานี่ตุนเทเลยไหมอย่าบาดีกว่าตาเลยนู้บาดีจ้าชิเชี่ยโอเคเมตาปีมาบีสีเล่มมามีอะไรสีเน่ๆไปเทปเรามานัดเลยจ้ะစီလည်းမပြန်တော့ဘူးပေါ့ကွာစီမပြန်ဘူးဆိုတော့ကြောက်စရာအဲ့လောက်ဟောမှဖြစ်တော့ဒီမှာမိသားတစ်ခွက်ရပါပြီကွယ်ကျေးဇူးပါပဲကွယ်ဘိုင်ဘိုင်ကျေးဇူးပဲနော်အားပေးတဲ့အတွက်ကျေးဇူးပါ see you next video bye